กูบารีเนี่ยลายเอาเสาท่าเราတခါကြီးအသက်ဘယ်လောက်ကြီးပြီလို့88ဟုတ်ကဲ့ဟောရပါတယ်မလိုပါဘူးဒီကမကြီးကလည်းဟိုနောက်ကအဖွားဟိုအသက်ဘယ်လောက်ရှိပြီလို့88နှစ်အဖွားနာမည်ဘယ်လိုခေါ်တော့ဒေါ်လာရွှေဟုတ်ကဲ့ဘုံဘလူပေးပါမယ်ဗျတခါကြီးကတော့ဒီကမကြီးအမေအဖေကလေ88နှစ်အသက်ဘယ်လောက်ဟိုမို့ဟိုနာမည်ဘယ်လိုလဲတော့ဦးတင်လိုင်းဟုတ်ကဲ့ဘုံလူပေးမယ်နော်ဟိုတခါကြီးအတွက်လဲဟိုအလူငွေ1000လူပေးမယ်တကမားကြီးအတွက်လဲလူငွေ1000လူပေးမယ်စံ3ပြည်စီလဲဘုံလူပေးမယ်နော်ပြီးတော့ဘုံကလာမဲ့တစားမုံလာပြည့်နေ့ကို8ကြိမ်မြောက်အသက်85နှစ်နဲ့အထက်အဖိုးဖွားတွေကိုဘုံကနှစ်စဉ်လူနေကြ8ကြိမ်မြောက်လူမှာအဲ့ဒါဟိုအဖွားတို့ဒီကိုလဲဘုံဖိတ်တာပို့ပေးမယ်နော်ဟိုဘုံလူပေးမယ်ဗျာနော်ဟုတ်ကဲ့ဒီကမားကြီးကမိသားစုတက်လာအဖေနဲ့အတူတူနေရနှစ်ယောက်တည်းရှိရလားဟုတ်ကဲ့အဲ့ဒါဒီကမားကြီးကိုသားဖနှစ်ယောက်ဆိုဘုံကစံ4ပြည်လူပေးမယ်3ပြည်မလူရဲနဲ့လေနော်ဟုတ်ကဲ့